ရှူချင်တဲ့တို့ချစ်လာခဲ့ပြီးမှကန်တရားရဲ့ချစ်သူဦးကိုရှင်ွယ်ထားကြည်ညက်ထားတဲ့ဒူမီပါရဲ့သဘောထားတွေနဲ့ပြေလို့ရောကရှိစက်